တီလာဆိုတာကိုယ်နဲ့နှုတ်ကိုတန့်ရှင်းအောင်စင်ကြယ်အောင်ဖြူစင်အောင်ကြိုးစားတာကိုတီလာလို့ဆိုတာမဟုတ်လားကိုယ့်ရဲ့ကာယကံကြောင့်တပါးသောတတ္တဝါတွေမစင်ရဲစေဖို့ကိုယ့်ရဲ့ဝစီကံအပြောကြောင့်တပါးသောတတ္တဝါတွေမစင်ရဲစေဖို့ကာယကံနဲ့ဝစီကံကိုတတ်နိုင်တဲ့မြတ်အပြစ်ကင်းအောင်စောင့်စည်းထိမ့်သိမ်းတာကိုဘာခေါ်လဲတီလာအဲ့ဒီတီလာသည်ဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့ဖြစ်တာသူဖြစ်ပြီဆိုရင်တော့အလွန်တန်ဖိုးရှိတာကိုရတယ်ပေါ့ဒီနေရာမှာဦးဇင်းတို့ပိဿပေါင်းတော်ကောင်းတို့တီလာဆိုတဲ့နေရာမှာမလုတ်တဲ့မလုတ်ထိုက်တာကိုမလုတ်ဖြစ်အောင်ရှောင်ကျင်ရတယ်ဆိုတဲ့တီလာရှိတယ်ဝါရိတတီလာသောတော်ကပိဿပေါင်းတော်ကောင်းတို့ဆောက်တည်လိုက်တဲ့တီလာပေါ့နော်နောက်ဦးဇင်းတို့နောက်ထပ်တီလာတစ်မျိုးရှိသေးတယ်အဲ့ဒါကတော့လူတွေကသိပ်ပြီးတော့မစင်သားဖြစ်ကြဘူးလို့ထင်တယ်နောက်ထပ်တီလာတစ်မျိုးရှိသေးတယ်အဲ့ဒါကဘာလို့ဆိုတော့လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုလှုပ်လိုက်မှပြည့်စုံတဲ့တီလာစာရိတ္တတီလာမိဘကသာသမီပေါ်မှာလှုပ်ရမယ့်တာဝန်တွေဝတ္တရားတွေရှိတယ်သာသမီကမိဘပေါ်မှာပြုရမယ့်အလုပ်တွေတာဝန်တွေဆိုတာရှိတယ်ဆရာတစ်ပည့်အချင်းချင်းပြုရမယ့်တာဝန်ရှိတယ်မိတ်ဆွေအချင်းချင်းပြုရမယ့်တာဝန်ရှိတယ်အဲ့ဒါလိုလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေကိုမလှုပ်ပြန်ဘူးဆိုရင်ဒါတီလာတကယ်ရှိတယ်လို့မဆိုနိုင်ဘူးအဲ့တော့တီလာတကယ်ရှိတယ်ဆိုရင်မလှုပ်တဲ့မလှုပ်ထိုက်တာကိုမလှုပ်မိအောင်စောင့်ထိန်ဖို့လိုသလိုလှုပ်တဲ့လှုပ်ထိုက်တာကိုလည်းလှုပ်ဖြစ်အောင်ကြိုးစားဖို့လိုတယ်အဲ့ဒီနှစ်ခုမှာဘယ်ရာကပို့ပြီးတော့အရေးကြီးမယ်ထင်လဲမလှုပ်တဲ့မလှုပ်ထိုက်တာကိုမလှုပ်မိအောင်ရှောင်ရဖို့ကပို့ပြီးတော့အရေးကြီးတယ်ဒါကြောင့်အဲ့ဒါကပဲပို့ပြီးတော့တွင်ကျယ်တယ်လို့ဆိုရမယ်ပေါ့နော်သူများအသက်မတတ်တဲ့မူတတ္တဝါတိုင်းဟာကိုယ့်ရဲ့ရှင်သန်မှုကိုတတ္တဝါတိုင်းမျက်နှိုးတယ်ဘယ်သူပဲတတ္တဝါမှမသေးခြင်းဘူးတရားမှန်ကြောက်တယ်အဲ့ဒါလိုသူတစ်ပါးရဲ့ရှင်သန်မှုသူတစ်ပါးတန်ဖိုးထားတဲ့အရာကိုဖျက်ဆီးမယ်ဆိုရင်ကိုယ့်ရဲ့ရှင်သန်မှုဟာလည်းပဲအကြောင်းတစ်မျိုးမျိုးကြောင့်တစ်ချိန်ချိန်မှာဖျက်ဆီးရလိမ့်မယ်လောကကြီးရဲ့တဘာဝဆိုတာအလွန်တရားတယ်မျှတတယ်တူညီတဲ့အကျိုးပေးကိုရတယ်ဟုတ်လားလောကကြီးမှာလူတွေတတ္တဝါတွေကဘာကိုတန်ဖိုးအထားဆုံးလို့လဲမေးရင်ဒီရှင်သန်မှုကိုတန်ဖိုးထားတာအဲ့ဒီတန်ဖိုးအထားဆုံးဆိုတဲ့ရှင်သန်မှုကိုဖျက်ဆီးတယ်ဆိုရင်ဒါအလွန်ဆိုးဝါးတဲ့အမှုကြီးပေါ့ဟုတ်တယ်မဟုတ်လားသူများရဲ့ရှင်သန်မှုကိုကြတော့ဖျက်ဆီးခြင်းနဲ့ကိုယ်ရှင်သန်မှုကိုကြတော့အထီးကိမခံနိုင်ဘူးဆိုရင်ဒီလူဟာစိတ်ကောင်းရှိတဲ့လူလို့ဆိုမလားစိတ်ယုတ်မှရှိတဲ့လူလို့ဆိုမလားဒါစဉ်းစားတယ်ပေါ့ဆက်ပြီးတော့စဉ်းစားနော်ပိုင်ဆိုင်မှုလူတိုင်းမျက်နှိုးတယ်ခိုးတယ်ယူတယ်ဆိုရင်ဒါပိုင်ဆိုင်မှုကိုဖျက်ဆီးတယ်လူတိုင်းဒီကာမဂုဏ်ကိစ္စဒီအိမ်တော်ရေးကိစ္စตายရခြင်းတယ်စဉ်းစားကြည့်ပါပိဿတို့ဉာဏ်ရှိတယ်ဒါကြောင့်မလုတ်တဲ့မလုတ်ထိုက်တဲ့အလုပ်ကိုမလုတ်မိအောင်ကြိုးစားဖို့ကပို့ပြီးတော့အရေးကြီးတယ်လုတ်တဲ့လုတ်ထိုက်တဲ့အလုပ်ကိုပါလုတ်ဖြစ်အောင်ကြိုးစားအောင်မယ်ဆိုရင်တော့ဒါအတိုင်းထက်အလွန်ပေါ့နော်ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့အဲ့ဒီမြင့်မြတ်တဲ့သီလတမာတိပညာတို့ရဲ့အကြောင်းတရားဖြစ်တဲ့သီလနိဗ္ဗာန်ချမ်းသာကိုမြန်မြန်ရစေနိုင်တဲ့သီလသူတော်ကောင်းတရားမှန်သမျှတို့ရဲ့တရားဖြစ်တဲ့သီလရဲ့ဂုဏ်ကျေးဇူးကိုပြောရင်တော့ကုန်နိုင်ဝယ်ရမရှိဘူးဟုတ်လားသီလတကယ်ရှိမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအလွန်မှလူလောကကြီးမှာရဲရဲရှင်းရှင်းနေနိုင်တယ်နောင်တရစရာဘာမှလည်းမရှိဘူးနော်တေဂာနိမှာတူတူဝေသေးစရာအကြောင်းလည်းမရှိဘူးဟုတ်လားပြီးရင်သိပြီးတဲ့နောက်ကောင်းရမြတ်ရကိုလည်းရှောင်းနိုင်တယ်နော်ပိဋကကြသွားရင်ညှိုးငယ်စရာလည်းမလိုဘူးမကောင်းတဲ့ကြော်သောတန်တွေထွက်เสียအကြောင်းလည်းမရှိဘူးတကယ်တော့သီလရဲ့ဂုဏ်ကျေးဇူးပြောเสียအများကြီးရှိပါတယ်အဲ့ဒီလောက်ကောင်းတဲ့တကယ်တန်ဖိုးရှိတဲ့သီလဆိုတာဒီခန္ဓာကိုယ်ကြီးကိုပဲအရင်ပြုပြီးတော့ရှားရတာခန္ဓာကိုယ်ကြီးဟာသူကြီးတက်တက်ဆိုရင်တော့တန်ဖိုးတကယ်ရှိတယ်လို့မဆိုနိုင်ဘူးသီလဆိုတဲ့အနှစ်ကိုထည့်နိုင်မယ်ဆိုရင်တော့အနှစ်နဲ့တွဲသွားတယ်ပေါ့ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတော်အောင်တို့သီလမပါသောခန္ဓာသည်အနှစ်ကင်းတယ်ဟုတ်လားသီလပါတဲ့ခန္ဓာတည်တာနဲ့အနှစ်တည်တယ်ဆိုတာကိုနားလည်ပြီးတော့ဒုတိယအတွဲပြောမယ်ဆိုရင်တော့အများကြီးပြောစရာရှိသေးတယ်နော်ဒါပေမဲ့နောက်ထပ်ဦးဇင်းတို့ပြောစရာအရေးကြီးတာကြံနေလို့သီလနဲ့ပတ်သက်ပြီးတော့ဒီလောက်ပဲပြောရမယ်ဟုတ်လား